ကျွန်တော်ဂုဏ်တော်ချီးမွမ်းမဲ့တခြင်းလေးကတော့ကိုတော်ရှင်အားခေါ်ပိတ်တန်းဆိုတဲ့ဂုဏ်တော်တခြင်းလေးပဲဖြစ်ပါတယ်ဒီတခြင်းလေးကိုကျွန်တော်ကိုယ်တိုင်ရေးထားတဲ့တခြင်းလေးပဲဖြစ်ပါတယ်တခြင်းငါကျွန်တော်ရဲ့သက်သာမောင်မိုက်ချင်းများနဲ့ကြုံဆုံနဲ့မျော်လင့်ကြမဲ့ချိန်တွေတိုင်းပြတ်သန်းမှုခွန်အားမရှိခဲ့ပြီကျွန်တော်ဘဝရဲ့နေဝင်ခြင်းဆုံးတဖို့ပြင်ဆင်နေထိုစဉ်ခါကျွန်တော်နှလုံးသားမှာခေါ်ရင်ထူတယ်သရှင်ယေရှုဘုရားသခင်ရှိကြောင်းခံစားခဲ့ရရှင်မတဲ့ချောင်းကြီးခွန်ဓမ္မကျမ်းဖြင့်ဝိညာဉ်တော်ဘုရားရဲ့ထိတွေ့ခြင်းခံစားကျွန်တော်ရဲ့ညာလက်သွေးကြိုးတွေမှာစီဝင်ခံစားပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းတွေအစဉ်ခံစားကိုယ်တော်ဘုရားရဲ့ကျေးဇူးကြောင့်နာကျွန်တော်တဲ့သာရှင်သန်ခွင့်ရရှိခဲ့ပြီ Thank you Jesus Hallelujah ကိုယ်တော်ဘုရားရဲ့ကောင်းမြတ်ကြောင်းကိုစင်ချီးမွမ်းမည်ဟိုတစ်ချိန်ကကျွန်ုပ်ရဲ့သက်သာမောင်မိုက်ချင်းများနဲ့ကြုံဆုံနဲ့မျော်လင့်ကြမဲ့ချိန်တွေတိုင်းဖြတ်သန်းမှုခွန်အားမရှိခဲ့ပြီကျွန်ုပ်ဘဝရဲ့နေဝင်ချိန်ဆုံးတဖို့ပြင်ဆင်နေထိုစဉ်ခါကျွန်တော်နှလုံးသားမှာခေါ်ရင်ထူတယ်သရှင်ယေရှုဘုရားသခင်ရှိကြောင်းခံစားခဲ့ရရှင်မတဲ့ချောင်းကြီးခွန်ဓမ္မကျမ်းဖြင့်ဝိညာဉ်တော်ဘုရားရဲ့ထိတွေ့ခြင်းခံစားကျွန်ုပ်ရဲ့ညာလက်သွေးကြိုးတွေမှာစီဝင်ခံစားပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းတွေအစဉ်ခံစားကိုယ်တော်ဘုရားရဲ့ကျေးဇူးကြောင့်နာကျွန်ုပ်တဲ့သာရှင်သန်ခွင့်ရရှိခဲ့ပြီ Thank you Jesus Hallelujah ကိုယ်တော်ဘုရားရဲ့ကောင်းမြတ်ကြောင်းကိုယ်တော်ဘုရားရဲ့ကျေးဇူးကြောင့်နာကျွန်ုပ်တဲ့သာရှင်သန်ခွင့်ရ
ရရှိခဲ့ပြီ Thank you Jesus Hallelujah ကိုတော်ဖျားရဲ့ကောင်းမြတ်ကြောင်းကိုစင်ချီးမွမ်းမည်ကျမ်းတော်သူရောက်စီတိုင်းပေါ်ဘုရားရှင်သားကြီးကောင်းကြီးပေးပါစေ